တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်တစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီယနေ့သာသနာနှစ်2548ခုနှစ်ကောဇာတက္ကရာ1368ခုကဆုံလာဇန်9ရက်2005ခုနှစ်5လပိုင်း12ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမန္တလေးမြို့ချမ်းအေးသာဇံမြို့နယ်သီရိဟေမာအရှိရပ်ကွက်ရှိမဟာလောကရန်တီဧစီတီတော်မြတ်ကြီးဝင်းအတွင်းရှိရတနာကရ14ခန်းဓမ္မဗိမာန်တော်ကြီး၌မန္တလေးမြို့လေးပြင်လေးရအတွင်းတရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်းစင်လျက်မဟာလောကရန်တီအိန္ဒိယစီတော်မြတ်ကြီးဗုဒ္ဓဝေယဝဆအကျိုးဆောင်လူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးဆောင်ဖွဲ့မှကြီးမှုကျင်းပပြုလုပ်အပ်သောဒွါဒသမအကျိန်မောဂဝိပဿနာအထူးအလုပ်ပေးတရားစခန်းပွဲပိစမညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဦးချစ်ထူးဒေါ်ကြည်ကြည်ဝင်းဟေမာဇလယကြံတိုင်းအောင်မိသားစုမှလူဒန်းပြုလုပ်အပ်သောဓမ္မပူဇနိယကာလအခါသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းပြည့်စုံစွာနဲ့ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်တန္တရာဒုက္ခလက်စသိမ့်နိုင်သောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့ရှေးဥစွာမေတ္တာဘုဒ္ဓပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်ကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိအဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆက်သောအဖြစ်၎င်းဘုဇင်မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားတော်မှာဖြစ်ပါတယ်အားလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့နာယူမှတ်သားသိရှိရသောအရိယာဓမ္မတွေကိုဒီဘဝဒီခန္ဓာမစွန့်ခင်အသေးမဥခင်ဉာဏ်ဥအောင်အထူးလုံးလစိုက်ပြီးတော့ကြိုးစားကြပါလို့ဥစွာပထမလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ဦးဇင်းတို့16ညတတ်မှတ်ပြီးတော့ကျင်းပလာကြတာဒီနေ့ဘယ်နှစ်ရက်မြောက်9ရက်မြောက်ဆိုတော့ရှေ့ပိုင်းမှာ4ရက်ဒုက္ခသစ္စာရဲ့ကိစ္စဉာဏ်အတွက်ဒုက္ခသစ္စာကြီးအ내4ချက်ပြောခဲ့ကြပြီနော်ပိလနတ္ထကတစ်ချက်သင်္ကတ္ထကတစ်ချက်တန္တာပဋ္ဌကတစ်ချက်ဝိပရိနာမတ္ထကတစ်ချက်ဒါဒုက္ခသစ္စာရဲ့အ내4ချက်သည်ဘာတွေလဲဆိုတော့ဒုက္ခသစ္စာကြီးကိစ္စ4မျိုးပါတယ်ဒီကိစ္စ4မျိုးသိရင်ဘာညာရမလဲဒုက္ခသစ္စာဤကိစ္စညာပေါ့ဆိုတော့1ပိလနတ္ထကဘာလို့တတ်လဲကိဉ္ယာပုဂ္ဂိုလ်ခင်ယာပုဂ္ဂိုလ်ကိုညာတာမဖက်
အမြဲနှိမ့်ဆက်တတ်တဲ့သဘောဒါဖြင့်သူကနှိမ့်ဆက်ခြင်းကိစ္စရှိတယ်ဒုတိယသင်္ကတတ္တကဘယ်လိုသဘောလဲတဏှာယောက်ျားလက်သမားဤဆိုးဝါးရုပ်မှာပြုပြင်ရာကိုယံခါမသွေအမြဲခံနေရခြင်းသဘောဆိုတော့သူကအနှိမ့်ဆက်ခံရခြင်းကိစ္စရှိတယ်နောက်တန်တာပဋ္ဌကကိလေသာမိဒုက္ခမိတို့ဤညီညီတောက်လောင်အမြဲခံနေရခြင်းသဘောဆိုတော့လောင်မြိုက်ခြင်းခံရတဲ့ကိစ္စရှိတယ်နံပါတ်4ဝိပရိနာမထာငကိုခန့်ခိုင်မတည်နိုင်ပဲရိမ့်ရိုင်ပြိုကွဲဖောက်ပြန်ပျက်စီးနေတဲ့သဘောဒါကဒုက္ခသစ္စာရဲ့အချက်တွေပြောခဲ့ပြီနော်အဲ့တော့ဒီနေ့စရမှာကဦးဇင်းတို့သမုဒိယသစ္စာအ내တွေစဘာသစ္စာဟုတ်ပြီသမုဒိယသစ္စာစတော့မယ်ဆိုတော့သမုဒိယကိုအရင်ပြောရလိမ့်သမုဒိယဆိုတာကတက်ရိုက်ဘာသာပြန်ရင်အကြောင်းသို့တော့သမုဒိယလုပ်ရင်ဘာရမလဲဒုက္ခရမှာဆိုတော့ဒုက္ခဆိုတာချမ်းသာသလားဆင်းရဲလားအဲ့တော့ဒါကြောင့်မလို့သမုဒိယသည်ဆင်းရဲကြောင်းသမုဒိယဘာလဲဆင်းရဲကြောင်းသစ္စာကဒါဖြင့်ဆင်းရဲကြောင်းအမှန်တရားအဲ့တော့ဘာကြောင့်ဆင်းရဲကြောင်းဖြစ်ရသလဲဆိုတဲ့အ내ကိုသွားမှာဘူးအဲ့တော့သမုဒိယသစ္စာရဲ့ကိစ္စဉာဏ်ကိုသွားလိမ့်မယ်ဘာသွားလိမ့်မလဲကိစ္စဉာဏ်သမုဒိယသစ္စာဤကိစ္စများကိုပြောမှာအဲ့တော့ဒါမပြောခင်ဦးဇင်းတို့သမုဒိယသည်ဆင်းရဲကြောင်းဆိုတော့တန်တရားတစ်ခွင်မှာဆင်းရဲမျိုးစုံအဖုံဖုံဟာသမုဒိယကြောင့်ဖြစ်တယ်လို့ရှေးဥစွာတာမှတ်ရတော့မှာပေါ့အဲ့တော့အဲ့ဒီသမုဒိယသစ္စာမှာလဲဘယ်သူတွေကအရေးကြီးနေတာတော့ဆိုတော့ဒီမှာအဝိဇ္ဇာနဲ့တဏှာဒါမို့လို့မူလနှစ်ဖြာပါနဲ့ပါနှစ်ရမူလကခေတ်သုံးပြောရင် key point ပေါ့လေအရေးကြီးဆုံးတော့ချက်သမုဒိယသစ္စာရဲ့တော့ချက်တရားနှစ်ပါးဟာအဝိဇ္ဇာနဲ့တဏှာပဲသူတို့နှစ်ပါးရှိနေရင်ဒါသမုဒိယသစ္စာအောင်မြင်နေတာပဲသမုဒိယသစ္စာအောင်မြင်ရင်တော့ဒုက္ခသစ္စာရတော့မှာပဲဟုတ်ပြီနော်အဲ့ဒီထဲမှာလေဒီမှာခေါင်းဆောင်ဟောလေအရေးအကြီးဆုံးသူတော်ကောင်းတို့သမုဒိယသစ္စာမှာတန်တရားတစ်ခွေလုံးမပြတ်မလတ်ရအောင်ခြေလေပေးထားတာကနံပါတ်1ခေါင်းဆောင်ဘယ်သူလဲဆိုရင်ဝိဇ္ဇာဒါကျေးဇူးရှင်လေဒီဆရာတော်ဘုရားကြီးကတော့သမုဒိယသစ္စာအ내ကိုသိချင်ရင်အဝိဇ္ဇာအကြောင်းသိအောင်လုပ်တယ်ဟာဘာအကြောင်းသိရမလဲဒီနေရာမှာပေါ့လေတန်ရုပ်ပါဠိတော်မှာလာတဲ့သမုဒိယသုတ်ဆိုတာတွေရှိတယ်နော်ဘာသုတ်တဲ့ဟောသမုဒိယဓမ္မသုတ်ဆိုပြီးသုတ်များအလုံးစုစုပေါင်း6သုတ်ပေါ့လေရှိပါတယ်အဲ့ဒီသမုဒိယဓမ္မသုတ်တွေမှာဘာကိုဦးစားပေးပြီးတော့မေးထားသလဲသုတ်အလုံးကိုဦးဇင်းကခြုံပြီးပြောမယ်သမုဒိယသစ္စာနဲ့တည်ပြောမှာဆိုတော့အဲ့ဒီသုတ်တော်ကိုချဲ့တာမဟုတ်တော့ဘဲနဲ့သမုဒိယသစ္စာရဲ့အ내ပေါ်လွင်ယုံပြောတယ်လို့မှတ်နော်သုံးနာမည်တွေကတော့သမုဒိယဓမ္မသုတ်ပထမသုတ်ဒုတိယသုတ်တတိယသုတ်နောက်မှတစ်ခါကုဋ္ဌိကသုတ်ဆိုကုဋ္ဌိကသမုဒိယသုတ်ဆိုတော့လေဒါပဲသဘောသွားတွေကတစ်ထပ်ထဲသွားနေလို့ဦးဇင်းကသုတ်အားလုံးကိုခြုံလိုက်တယ်အဲ့ဒီသမုဒိယဓမ္မသုတ်မှာဘုရားရှင်ကိုရောမြတ်ကြီးကိုဆက်စားခြင်းပထမသမုဒိယဓမ္မသုတ်မှာဘုရားကိုယဟန်တစ်ပါးကမေးတယ်အရှင်ဘုရားတဲ့သမုဒိယသစ္စာမှာအဝိဇ္ဇာနဲ့အများပြောလို့ဆိုလို့ရှိကြတယ်အရှင်ဘုရားလည်းဟောကြားလို့ရှိတယ်အဘယ်တရားကိုအဝိဇ္ဇာခေါ်တာလဲတဲ့အဘယ်မြလောက်ဖြင့်အဝိဇ္ဇာလို့သတ်မှတ်ပါသလဲဟောဒါပြန်သူဘာအကြောင်းမေးတာလဲ
ဘာကိုအဝိဇ္ဇာခေါ်တာလဲတဲ့ဘယ်လောက်နဲ့အဝိဇ္ဇာလို့သတ်မှတ်မလဲဘယ်အတိုင်းတာနဲ့အဝိဇ္ဇာလို့သတ်မှတ်မလဲဆိုတော့မှဘုရားရှင်ကိုတော်မြတ်ကြီးကจิตတာအဝိဇ္ဇာဆိုတာจิตသားတို့ခန္ဓာမှာရုပ်တရားရှိတယ်အဲ့ဒီရုပ်ကိုမသိတာအဝိဇ္ဇာနောက်ရုပ်ဖြစ်ကြောင်းကိုမသိတာရုပ်ချုပ်ကြောင်းကိုမသိတာရုပ်ဖြစ်ကြောင်းချုပ်ကြောင်းကိုမသိတာဒါသူသုတ်ရင်းအတိုင်းပဲဆိုတော့နောက်ကနာခန္ဓာ၄ပါးဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆက်သွားတယ်အဲ့တော့ဦးဇင်းနာလို့တစ်လုံးနဲ့ပေါင်းပြီးပြောလိုက်အောင်နာကိုမသိတာနာခန္ဓာကိုမသိတာလဲပါလေဒါပေမဲ့နာခန္ဓာဖြစ်ကြောင်းမသိတာလဲနာခန္ဓာပြက်ကြောင်းမသိတာလဲနာခန္ဓာဖြစ်ကြောင်းပြက်ကြောင်းမသိတာလဲအဲ့ဒါအဝိဇ္ဇာပဲဟေ့တဲ့အဲ့ဒီလောက်မသိတာနဲ့အဝိဇ္ဇာလို့သတ်မှတ်တယ်ဟောအဝိဇ္ဇာရဲ့ပမာဏပဲဆိုတန်တရားတစ်ခွေမှာသူတော်ဟောလို့ခုလိုဒုက္ခအသီးသီးနဲ့ကျင်လည်လာကြတာဒီနေ့ထိတန်ត្រာဒုက္ခတော်တွေကဦးဇင်းတို့သူတော်ဟောလို့ထွက်နိုင်ပြီလားမထွက်နိုင်သေးခြင်းသည်ဘယ်သူတတ်တည်အဝိဇ္ဇာကလည်းဘာတွေများမသိလို့အဝိဇ္ဇာခေါ်လိုက်ပါလိမ့်ဆိုတော့ယုံမသိတာအဝိဇ္ဇာနာမသိတာယုံနာဖြစ်တာမသိတာယုံနာပြက်တာမသိတာဟောယုံနာဖြစ်ကြောင်းပြက်ကြောင်းမသိတာစဉ်းစားကြည့်သားအဲ့တော့အဝိဇ္ဇာရှိနေလို့လေအဝိဇ္ဇာရှိနေလို့လေဘယ်သူရှိရအဝိဇ္ဇာရှိလို့တဏှာရှိတာအဝိဇ္ဇာချုပ်ရင်တဏှာချုပ်ရင်ဟောစဉ်းစားသူတို့နှစ်ပါးကတတန်တရားလုံးလက်တွဲပြီးတော့သူတော်ကောင်းတို့ကိုအုပ်ချုပ်လာတာဒီနေ့သူတော်ကောင်းတို့ခန္ဓာကိုဘယ်သူအုပ်ချုပ်နေလဲထင်တယ်သူတို့နှစ်ပါးပဲအဝိဇ္ဇာလွှမ်းပိုးပြီးတဏှာခြေလဲနေတယ်တဏှာကဘာလုပ်လဲဦးဇင်းတို့တဏှာပတ္တအချက်မှာသေကတ္တအချက်မှာတဏှာယောက်ျားလက်သမားပြုပြင်ပုံလေးတွေအရေးမွက်ပြောခဲ့တာမရှိဘူးလားဒီအချက်မှာလဲအခုသမုဒိယအချက်မှာလဲကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကဒီတဏှာရဲ့ခြေလဲပုံတွေပဲအထူးသဖြင့်ပြောရှာတဏှာကဘုတော်ကောင်းတို့ကိုဘယ်လိုလဲစားပုံဘယ်လိုခိုင်းစေပုံဆိုတော့ဒီနေ့မန္တလေးမြို့ကြီးဘယ်သူအုပ်ချုပ်နေတယ်ထင်တဏှာအုပ်ချုပ်နေတာတဏှာခြေလဲနေတာဟုတ်ပြီနော်ဒါပေမဲ့ကဘာကြီးတစ်ခုလုံးကဘယ်သူအုပ်ချုပ်လဲဟောကဲအခုဦးဇင်းတို့ပတ်ဝန်းကျင်မန္တလေးမြို့ကလူတွေပဲကြည့်ဒီတဏှာခြေလဲလိုက်တာဗျာနေ့စဉ်နဲ့အမျှအားတယ်နားတယ်လို့ရှိသလားရှိပါဘူးဗျာသက်သာခွင့်များရရဲ့လားလူအသီးသီးအလုတ်တယောက်နဲ့တယောက်ကတူသလားမေးရင်မတူဘူးသူခြေလိုက်တဲ့တမှာခြေလဲလိုက်တာကတယောက်တည်းဘသူကခြေလဲတော့တဏှာခြေလဲတာမေတ္တာသမီးအတွက်မင်းမလုပ်ဘသူလုပ်မလဲမင်းစားဖို့နေရေးမင်းမလုပ်ဘသူလုပ်မလဲမင်းရှေ့ရေးဘယ်လိုလုပ်မလဲနောက်ရေးဘယ်လိုလုပ်မလဲနဲ့လှဲ့ပတ်ခိုင်းတာမန္တလေးမြို့ဘဝလူတွေမနဲ့လင်းပြီဆိုကြတဲ့ကရင်မနာမရလှုပ်ရှားရုန်းကန်ပြီးမနေရဘူးလားအလုံးမျိုးစုံဗျာစကားမျိုးစုံနဲ့အမူအရာပေါင်းစုံခိုင်းလိုက်တာများတောင့်ကိုစီးနေတာဒါပေမဲ့ခိုင်းတဲ့ဓမ္မကတော့တခုတည်းပဲဘယ်သူချဲလဲအဲ့တော့ဓမ္မသဘောအရဆင်ခြင်ကြမယ်ဆိုရင်မနဲ့လင်းလာပြားပါခတ်မှခတ်မြတောင်းကမြောက်သွားမြောက်ကတောင်းသွားအရှိကနောက်သွားအနောက်ကရှိသွားပတ်ချာလဲအောင်ပြေးနေကြတဲ့လူတွေတွေ့ဩတဏှလက်ချက်မိနေကြပြီဘာလက်ချက်ဒီဒကမာကြီးတွေများတော့အိမ်ရှင်မကြီးတွေပေါ့လေရောင်းဝယ်ဖောက်ကားကြီးလည်းသူတို့တာဝန်ယူနေရတယ်ဒီခေတ်ကတော့ချက်တဲ့ပြုတ်တဲ့နေရာများနှွေရသည်မန္တလေးမြို့အခုဘယ်နဲ့တော့အမှန်တန်ဘူးတဲ့မိဘနာကိုမကားချင်းဘူးဒါပေမဲ့မကားပဲနေလို့မင်းမချက်ရင်ဘယ်သူချက်မလဲဘယ်လိုလုပ်မလဲအပြည့်ထွက်စားမယ်ဆိုလဲဈေးကကြီးတယ်ချွေတာကြီးကဲပူလောင်းချက်ဟာဘယ်သူခိုင်းတာတဏှာခိုင်းတာဒါတော့ပူအိုက်နေတာဟိုဗျာမိဘနာမကတ်မခွာရဦးဇင်းတို့မကြည့်ဩတဏှာတန်ချက်မိနေကြတယ်သို့တော့
ငါတို့ခိုင်းနေတာတဏှာပါလို့သိသလားမသိတာဘာလို့လဲဒါမို့နံပါတ်1ကြောက်စရာအကောင်းဆုံးကအဝိဇ္ဇာပဲအဝိဇ္ဇာကိုဖြိုခွင်းနိုင်ရင်သူတော်ကောင်းတို့တဏှာကြောက်စရာမလိုခုသူတော်ကောင်းတို့တဏှာကိုတော်လှန်ရေးမလုပ်နိုင်တာဟာတဏှာအကြောင်းသိလို့လားမသိလို့လားဒါပဲပေါ့ဗျသိတဲ့ဝိဇ္ဇာသာလာရဲ့ဒီမသိမှုအဝိဇ္ဇာဖြိုခွင်းပြီးပြီဆိုတာနဲ့တဏှာဟာလည်းအနာမသိနိုင်တော့ဒါမို့ကျေးဇူးရှင်ဒီနေရာမှာဦးဇင်းတို့ကျေးဇူးရှင်ကိုသတိရလို့ပေါ့လေဆရာတော်ဥဒ္ဓမိတ်တရကျေးဇူးရှင်ဘုရားဆရာတော်ဘုရားကြီးတပည့်ရင်ဦးဇင်းတို့ရဲ့ဆရာပေါ့ဆရာတော်ဥဒ္ဓမိတ်တရရှိစဉ်ကဒီတဏှာတတ်ပုံတဏှာအလိမ်မိပုံတရားတွေများဟောလိုက်တယ်ဆိုတော့ဟာသောတာပန်တီဗီဆိုရင်အဝိဇ္ဇာတဏှာတပုံပါပဲကွဆရာတော်ကြီးကဒီလိုဩတာအာရပါရဩတယ်ဦးဇင်းတို့ထက်ဩတယ်နော်အတန်တော်လည်းကောင်းရှာတယ်ရုပ်တော်လည်းဥပရိလည်းအမတန်ကောင်းတယ်နောက်ဒိဋ္ဌိပြုတ်တရားနဲ့လူတွေတန်ဝေကရအောင်ဟောတဲ့နေရာများဆရာသမားဂုံကျေးဇူးကိုဦးဇင်းတို့အခုထိမမိသေးပါဘူးဆရာသမားစွမ်းပကကိုမမိသေးဘူးကျေးဇူးရှင်ဆရာတော်ဥဒ္ဓမိတ်တရဆရာတော်ကြီးကအမတန်သူ့တပည့်သားသာဝကတွေပေါ်မှာကရုဏာပူပူနဲ့ဇွဲမှန်နဲ့ဟောလို့ရှိတရားတော်ပြီးရင်လည်းသင်္ကန်းကချွေးကိုရည်ညစ်ယူရတယ်အဲ့တော့အဲ့ဒီမှာဗာလဲအခုပြောချင်တာအဝိဇ္ဇာတဏှာတပုံပါတယ်တဂရကံဖြစ်တော့ဝိဇ္ဇာတဏှာနှစ်ပုံပါတယ်အနာဂံဖြစ်တော့သုံးပုံယဟန္တာဖြစ်တော့အကုန်ကုန်သကွာဆိုတော့ဟိုသာရပေတာပုဂ္ဂိုလ်ကြီးများဘယ်လိုပုဂ္ဂိုလ်တွေလဲတော့မသိအဲ့တော့ဘုရားဟောဓမ္မခန္ဓာထဲမှာအဝိဇ္ဇာတဏှာကိုအချိုးချပြီးတော့အပုံပုံတာမရှိဘူးတဲ့ဒီလိုလားနော်အဲ့တော့ဦးဇင်းတို့ကဒါလေ့လာကြည့်ရတယ်ဦးဇင်းတို့ဟောတော့မယ်ဆိုတော့ရှေ့ရှေ့နောင်တော်ကြီးတွေသတိပေးတာရှိတယ်မင်းအဲ့အပုံသွားမပုံနဲ့နော်တဲ့ဟာဘာကြောင့်တော့ဦးဇင်းမေးတယ်ဒီလိုပြဿနာတက်ဘူးတဲ့ဟုတ်ပြီโอเคအဲ့တော့သူမင်္ဂလာရှာမယ်ဆိုတော့သမုဒိယသစ္စာကိလေသာရဲ့ခေါင်ကျုပ်တရားနှစ်ပါးဟာဒါအဝိဇ္ဇာနဲ့တဏှာအသေးချာပဲသမုဒိယသစ္စာဟဲ့ဆိုရင်သူတို့နှစ်ပါးဧကံပါလာပြီသူတို့ချဲ့လေတာပဲအဲ့တော့ဒီနေရာမှာအဝိဇ္ဇာတပုံပါသွားတာနဲ့တဏှာကလည်းတပုံပါသွားတာဟုတ်မှဟုတ်ရဲ့လားလို့ဦးဇင်းကစဉ်းစားကြည့်တော့သောတာပန်တီးပြီဆိုတော့သောတာပန်ဆိုရင်ဒီပုဂ္ဂိုလ်မသိလို့လားသိလို့လားအမှန်မြင်လို့လားမမြင်လို့လားမြင်တဲ့အတွက်သူသောတာပတ္တိမဲ့သောတာပတ္တိဖို့ရပြီဆိုတာနဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စမသိဘူးလားသိတယ်ဆိုတာငါဥစ္စာမဟုတ်ဘူးလို့လည်းသူအမှန်သိသွားပြီဒီတရားတွေရဲ့ဖြစ်ကြောင်းပြက်ကြောင်းအကြောင်းအကျိုးကိုလည်းသိသွားပြီသိသွားတော့သူဒိဋ္ဌိဝိသိကိစ္စဆိုဒိဋ္ဌိဆိုတာလေဘယ်သူလက်အောက်ခံတော့မေးတဏှာလက်အောက်ခံတဏှာရဲ့အသင်းပင်ဒိဋ္ဌိသိရင်တဏှာရဲ့တစ်ဖွဲ့ပြုတ်သွားတာပဲတဏှာနဲ့တွဲထားတာဒိဋ္ဌိမာနဟုတ်ပြီနော်အဘိဓါပြပါရဆိုတာတဏှာအဖွဲ့တွေအဲ့တော့ဒိဋ္ဌိပြုတ်သွားရင်တဏှာရဲ့တပုံပြုတ်သွားတာပဲရှင်းသလားအဲ့တော့အဝိဇ္ဇာအသိဉာဏ်လေးတစ်ချက်ရှင်းလာရင်ဟိုဘက်ကတဏှာကလည်းတစ်ချက်ပါသွားတယ်ဟောအသိဉာဏ်တစ်ချက်ရှင်းရင်တဏှာတစ်ချက်ပါဒါကြောင့်မို့လို့အခုအဘိဓမ္မာဒေသနာတွေနဲ့အရှိသစ္စာတွေကိုသူတော်ကောင်းတို့မသိအောင်နေ့စဉ်နဲ့အမျှဖော်ထုတ်ပြီးတော့ဟောကြားနေတာဒီတရားနာတဲ့အခါလည်းမပြတ်ပါနဲ့လို့ဦးဇင်းမေတ္တာရက်ခဏမရှိဘူးလားအဲ့ဒါတခြားမဟုတ်ဘူးတရက်တည်းဦးဇင်းတို့ကကိလေသာပါအောင်အသိအမြင်တိုးလာအောင်လုပ်ပေးရမှာတော့အသိတိုးလာပြီဆိုတာနဲ့ဘာဖြစ်လာလဲကိလေသာတဏှာပါလာတယ်အဝိဇ္ဇာပါရင်တဏှာပါတာပဲတဏှာပါရင်ဝိဇ္ဇာပါအဲ့တော့သူတော်ကောင်းတို့ကတဏှာပါအောင်လုပ်ရမှာလားအဝိဇ္ဇာအရင်ပါအောင်လုပ်ရမှာဒီတရားနှစ်ပါးကိုနားလည်ဖို့လိုတယ်ဒါကိုကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကမင်းတို့အသိရှိကထားกว่าဗါလေကုံပြောရင်ဦးစင်းနားလဲတယ်လို့ပြောရရင်ခုခေတ်စကားနဲ့ပြန်ပြောရင်မသိသေးရင်ဘာမှမလုပ်နဲ့ကွာဒါဆရာတော်ကြီးပြောတာဒီတိုင်းပဲဦးစင်းကဒီတိုင်းကိုသဘောပေါက်တယ်မင်းတို့ဒါနလုပ်လို့သီလလုပ်လို့သမထလုပ်လို့ဝိပဿနာလုပ်လို့ဘယ်သူရှည်သွားရှိရမသိသေးမလုပ်နဲ့တဲ့သမထလည်းသမထမှလမ်းမှန်ကမ်းမှန်သိမှခရီးပေါက်မှာပေါ့ဗျာ
ဦးဇင်းတို့နီးစပ်ရတယ်ဦးဇင်းဒါလေးနဲ့မကြာခဏပြောပါတယ်ငယ်တော့ကဦးလေးလိုနေလာခဲ့အိမ်နီးနားချင်းတယောက်ပရိကြောက်ကြတဲ့နှစ်ပေါင်းသိရတဲ့အရွယ်ကလေးအရင်ဆိုခုချိန်ထိဆိုရင်ခုထိများသူပရိစိတ်နေဦးမယ်ဆိုနှစ်ပေါင်း30ကျော်နေပြီအဲ့ဒါပရိစိတ်တဲ့နေရာမှာလဲနေရောညပါအိုးသူကြည့်လိုက်အဲ့ဒီအဘုတ်ကိုငြိမ်ပြီးတော့တော်တော်ကြိုးစားတယ်ဝရိယသမားဖြစ်တဲ့အတွက်အချိန်ကိုလည်းတိတိကျကျသူလုပ်တယ်မြင်နေရတယ်အဲ့ဒါဥစဉ်မေးဘူးတဲ့ဦးလေးဒါဘာအတွက်လုပ်နေတာလဲငါအကြမ်းမြင်ရခြင်းလို့ဟောပရိစိတ်ကဘာလို့ဟုတ်လဲကြမ်းမြင်ရခြင်းလို့ဟုတ်ပြီသူဒါရရှင်ကိုသိပြီဆိုတော့အဲ့ဒီငယ်တော့ကတော့ဥစဉ်နားမလဲဘူးဘာမှမပြောနိုင်ခဲ့ဘူးအခုချိန်ပြန်တွေ့ရင်တော့ပြောလိုက်ချင်တယ်ပရိစိတ်ပြီးတော့အာယုံပြားနေမဲ့အစားသမထရဲ့လမ်းစဉ်တမာတိလမ်းစဉ်ဟာဘလို့တီအောင်လုပ်ရတယ်လို့များခါကနနာသိပြီးလုပ်မယ်ဆိုရင်ဗျာအာနာပါနဘာမှအပင်ပန်းခံကြမလို့ပဲနဲ့ရောမရဘူးလားဟာတခါကမ္မထန်40ရပေးထားတယ်ပရိကမ္မထန်တော့မပေါင်းတော့ကမ္မထန်မလို့40သမထလေအဲ့ဒါတွေသာလုံးမယ်ဆိုလို့ရှိရင်ပထမဇန်ဒုတိယဇန်တတိယဇန်ရမယ်ဆိုပုဝ္ဝေနိဗ္ဗာန်ဉာဏ်ဒိဗ္ဗစက္ခုဉာဏ်ဒိဗ္ဗသောတာဉာဏ်ဆိုတာတက်เสียလမ်းနေပြထားခဲ့ပြီးသားခုမှမသိပဲလို့တော့နှစ်ပေါင်း30ကျော်ဒါဖြင့်ဘာသိတော့ဘာမှမသိဘူးငါသမာဓိကိုမတည်ဘူးกว่าတယ်တည်เสียလမ်းလည်းမရှိဘူးဘာလို့ဒီပရိဆိုတဲ့မျိုးကယသိစိတ်ဖြည်လောက်လာတာဟောယသိတွေစိတ်ဖြည်တဲ့ဟာရှင်းလားဟမ်ဆိုတော့ပရိကြောက်ကြနဲ့လုံးရည်မှတ်ရတာတစ်မျိုးဂါထာမှတ်ရတာတစ်မျိုးဟမ်အာယုံကတစ်ခုတည်းစုလို့ရသလားအာနာပါနမှာတောင်တကယ်သမာဓိလမ်းစဉ်ကိုဇံရအောင်သွားရင်တစ်ချက်တည်းပဲကြည့်ရတော့ဘာလေးကြည့်တော့ဘာလေးကြည့်ရတော့ထိတာလေဘာလေးကြည့်ရလဲမကြားလို့လားရောသင်လည်းပေးထားတယ်လေဝင်လေသိထွက်လေသိမှလေသိတာလားထိတာသိတာလားအဲ့ဒါ point သမာဓိမှာသမာဓိရဲ့ key point ဘာလဲဝိပဿနာရဲ့ key point ဘာလဲဦးဇင်းတို့ကတော့လောကီပညာသင်လာရတဲ့လူဆိုတော့ဘယ်ဟာအဖြစ်ဖြစ် key point ရှာထားတာဘယ်တော့မှစာတပုတ်လုံးဖတ်ဘူးကြက်လည်းပြတ်ဘူးဖတ်ယုံတော့ဖတ်တယ်အလွတ်တော့မကျက်ဘူးကိုဘုရားရှင်ကိုရောဘုရားကြီးရဲ့သုတ်တော်တွေအကုန်ဖတ်တယ်အစာဆုံးဖတ်တယ်ဒါပေမဲ့ဘယ်ဟာမှအလွတ်မကျက်ဘူး key point ပဲကင်ထားတယ်ကျက်နေရင်ခင်ဗျားတို့တရားဟောဖို့အချိန်မမီဘူးဗျတရားစာမှာတည့်ရလို့တော့ပါလားစာသင်ချိန်လည်းကျုပ်တို့မရဘူးကြားတဲ့ဘာရကိစ္စလည်းများသေးတယ်အဲဒီလိုလားဆိုရင်တရားကိုဟောနိုင်တော့မှာမဟုတ်ဘူးဒီတရားမှာပညာရှိကြီးကမင်းမဟောနဲ့ဆိုလဲအိတ်နေရုံးရှိတာပါပဲမတတ်နိုင်ပါဘူးဆိုတော့ပြောရသိများသေးတာဟုတ်ဗျအာရိတ်တာဆရာတော်ဆိုတောင်ပြန်နဲ့တောထွက်များတယ်ဟဲ့သာသနာပြုနေတာတောင်ပြန်တောထွက်လောက်စွမ်းတယ်လို့မရှိဘူးကွာလို့ဟမ်သဘောပါလားအဲ့တော့ကိုစွမ်းတဲ့လောက်ကိုလို့မှာပေါ့ငယ်ပြူမှတောထွက်မှဒီလိုလုပ်နေလို့ရမလားအဲ့ဒါတခါတည်းကျဦးဇင်းစဉ်းစားကြည့်ရောသူတို့တင်ထားတဲ့ပညာတွေဘယ်နှထားကြတယ်လဲမသိဘူးစာထဲမှာတော့ဦးဇင်းတို့ဖတ်ဘူးတဲ့တောင်ပြန်တောထွက်ပြောခွက်တယ်ကိုကငယ်ပြူကပိုခက်တယ်မှတ်တာပဲဦးဇင်းသားပုဂ္ဂိုလ်တွေကတော့လောကီရေးရာမသိလောကုတ္တရာရေးရာမသိလောကီရေးကြတယ်မင်းတို့အတွေ့အကြုံမရှိသေးဘူးကွာလူမှုဆက်ဆံရေးဒီလိုလုပ်ရတယ်နိုင်ငံရေးရဲ့အယူဆဒီလိုရှိတယ်ဟောဦးဇင်းတို့ရိုင်းမင်းမဲ့ကိုတော်တွေလည်းရှိတာပဲညီတော်နောင်တော်တွေသတိပေးတာပဲမဟုတ်ဘူးဗျာတပည့်တော်တို့ဒီလိုအမြင်လောကီအမြင်မှာဒီလိုရှိပါတယ်ဆက်ဆံရေးမှာဒီလိုရှိပါတယ်နိုင်ငံရေးအမြင်ကဒီလိုရှိပါတယ်ပြောပြမရဘူးမရတော့ဘာဖြစ်လို့အကုန်မောက်ရလဲကုန်တာရှင်းသလားအဲ့တော့ तू စွမ်းတဲ့ဘက်က तू လောက်တာလေတောင်ပြန်စွမ်းရင်တောင်ပြန်လောက်မှာပေါ့တောထွက်စွမ်းရင်တောထွက်စွမ်းလောထွက်လောက်ကြမှာပေါ့ငယ်ပြူကစွမ်းတော့ငယ်ပြူလောက်မှာပေါ့ငယ်ကလေးကဖြူလို့စွမ်းရင်ကိုမကောင်းဘူးလားကောင်းတယ်လေဒါပေမဲ့တို့ငယ်တော့ကမိုက်နေတာမသိဘူးအခုပြန်ဖြူခြင်းလို့ရမလားအခုကျမှပြန်ငယ်ခြင်းတယ်ဆိုရင်တော့မြို့မငိမ့်ပြောသလိုလုပ်ရမှာဘယ်လိုလုပ်မလဲအခုသိလိုက်ရုံရှိတာပဲမြန်ငယ်သွားအောင်တော့ဒါပဲရှိတော့ရှင်းသလားအဲ့ဒါတွေတွေ့နေရမှာလားလုံနိုင်တဲ့အရေးချင်းတွေ့ရမှာဒါပါပဲဦးဇင်းတို့စေတနာအပြည့်နဲ့သာသနာပေါ်မှာယုံကြည်ချက်ထက်သန်စွာနဲ့အလုပ်လုပ်နေတဲ့ဘုရားတရားပေါ်မှာတို့တန်တရားလုံးဝမရှိရှင်းသလားအဲ့တော့အဲ့ဒီတတ္တိနဲ့အလုပ်လုပ်နေတယ်ဆိုတော့သူတော်ကောင်းတို့မှလည်းအခုဦးဇင်းပြောလိုက်တဲ့အတွက်အတိတရားတိုးရလားပညာတွေရောတိုးရလားအတိတိုးသလားအတိတိုးရင်ကိလေသာဘာဖြစ်လဲဘာ
င်းပါသလားချိန်ကြည့်လိုက်မသိသေးတဲ့လူနဲ့သိနေတဲ့လူဘာမှမဆိုင်ဘူးမသိတဲ့လူကမသိတဲ့အလျောက်လုပ်နေတာသူ့ကိုယ်သူလောဘကြီးမှဒေါသကြီးမှကိလေသာဖြစ်နေမှဒေါအကုသိုလ်ဖြစ်နေမှသိသလားမသိဘူးခုတို့ဓမ္မတွေကသိတယ်မရှောင်နိုင်သေးပေမဲ့သိတော့သိနေပြီသိတိုင်းမှာနောင်တရနေတယ်အဲ့ဒါအမြတ်အဲ့ဒါတရားပဲဦးဇင်းတို့ကဒီလိုချိန်တာတရားတစ်လုံးကိုချိန်ရင်မက်ဆီမကြအောင်ချိန်တယ်ယထာဘုရားကြအောင်ကြည့်လူတယောက်ကိုကြည့်ရင်လည်းအဲ့ဒီနီးအတိုင်းပဲကြည့်တယ်ဒီကောင်သိဆိုးတယ်မပြောဘူးဦးဇင်းတို့ဆိုးနေတာတော့အမှန်ပဲသို့တော့ဒီဆိုးမှုဟာမသိသေးလို့ဆိုတာမတတ်သေးလို့ဆိုတာဆုံးမမဲ့လို့မရှိလို့ဆိုတာအကြောင်းရှာတယ်ဦးဇင်းတို့ကသူနာနီးနီးကကဆုံးမမဲ့လို့မရှိဆုံးမှာပဲဟင်ခုတော်ကောင်းတို့တရားသိရနေတာတောင်ဖြောင်းဖြောင်းတန်းတန်းလိမ်ပါပြီလားမေးရင်ကိုချင်းစာကြည့်လိုက်လေရှင်းသလားဒါဆိုလောကကြီးအေးချမ်းမှုရမလားမရဘူးလားဒါပဲအထင်သေးခြင်းကင်းကြမယ်လက်ပတ်လိုခြင်းကင်းကြမယ်ဆိုအေးချမ်းနေမှာပဲအဲ့ဒီလက်ပတ်ခြင်းအထင်သေးခြင်းဟာလဲဘယ်သူလက်ချက်မှာသနာလက်ချက်ကောင်းမှဆိုမှမသိအောင်လုပ်ထားတာကအဝိဇ္ဇာအဲ့တော့တဏှာအရင်သတ်မယ်လို့စဉ်းစားရင်လည်းကြည်ဥရဝေလကတ္တဗညီနောင်တို့ရှိတယ်လေကြရာကတ္တဗတို့လောဘဒေါသမောဟဟာတတ္တဝါတွေကိုဆင်းရဲစေတယ်ဆင်းရဲကြောင်းတရားလို့အဲ့ဒီကတ္တဗညီနောင်သိတယ်ဗျာဟုတ်ကလားအဲ့လောဘဒေါသမောဟဆင်းရဲကြောင်းလို့တော့သူတို့သိတယ်သိတော့အမှန်တရားရဲ့ကျင့်စဉ်အမှန်တရားကိုသူတို့မသိတဲ့ခုနပဲရောက်သွားတာပုရဝေလကတ္တဗတို့ဂယာကတ္တဗတို့နော်အဲ့ဒါရှိသေးခုနသာသနာနဲ့ပတ်သက်ပြီးတော့ပဲလှုပ်ဆောင်ချက်ကလေးတွေပြောရင်းနဲ့ဘုရင်ပြောနေတဲ့အရင်ကအဝိဇ္ဇာနဲ့တဏှာပေါ့လေဘယ်သူအရင်ကိုအရင်ဆုံးပယ်နိုင်အောင်ကြိုးစားအဝိဇ္ဇာကိုအရင်ရှင်းရမယ်ဆိုတာအဝိဇ္ဇာအမှောင်ကလေးကိုရှင်းလာမှအလင်းဆိုတာမြင်လာအလင်းမြင်လာမှအကောင်းဆိုပိုင်းခြားသိတဲ့ဉာဏ်လာမှပယ်တရားရှိတဲ့သမှုတွေကလည်းပယ်နိုင်တဲ့စွမ်းပကားရလာမှာကဲကောင်းပြီခုနဆက်ပြောမယ်ဘုရဝေဒကတ္တဗတို့ညီနောင်ကတ္တဗညီနောင်မြေဝမ်းမှာပေါ့လေဆရာကြီးတွေလုံးပြီးတပည့်သားတွေနဲ့လောဘဒေါသမောဟဟာတဲ့တတ္တဝါတွေကိုဆင်းရဲကြောင်းဆိုတာတော့သူတို့သိတယ်ဒါပေမဲ့ဘယ်လိုပယ်ရမှန်းမသိဘယ်လိုဖြစ်မှန်းလဲမသိလောဘဒေါသမောဟဘယ်သူကြောင့်ဖြစ်မှန်းလဲမသိတော့သူတို့ဘာလုပ်သလဲဆိုတော့လောဘဖြစ်တယ်ဆိုကမ္မထမ်းကျောင်းတွေထဲမှာနော်ဒါလေးတစ်ခုတည်းမှတ်သားစရာလေးတွေရှိတယ်သူတို့ညဆိုရင်တပားဆန်ကျောင်းကလေးတွေထဲမှာအသီးသီးနေရနေပြီးတရားအထုတ်မနဲ့လင်းလာရင်အကုန်လုံးမျက်စိဆင်းတယ်တဲတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာကမှာထားတယ်မင်းတို့တပားတဲ့ကျင့်ကြံအားထုတ်တဲ့နေရာမှာလောဘစိတ်ຢာကပေါ့လေဒေါသစိတ်အလိုမကျတဲ့အဘိဇ္ဇာပြာပါဒတွေပေါ့လေမောဟစိတ်တွေဖြစ်လာတယ်ဆိုရင်တဲ့အဲ့ဒီလောဘဒေါသမောဟတွေအတွက်မင်းတို့ဟာတဲ့ဆေးကြောဖို့ဒဏ်ထမ်းရမယ်တဲ့သဲဒဏ်ပေါ့ဗျာဘာလဲသဲဒဏ်ဆိုတော့ကိုညမှာတရားထိုင်ရင်နဲ့တယောက်တည်းတရားထိုင်ရင်တရားအားထုတ်ရင်လောဘဒေါသမောဟငြိမ်းချမ်းလို့ရင်းနဲ့လောဘစိတ်ဒေါသစိတ်မောဟစိတ်ဖြစ်လာတယ်ဆိုရင်မနဲ့ရောက်ရင်သဲထမ်းရတယ်ဆိုတော့ရသိတစ်ချောင်ကျင့်တစ်ထောင်လုံးမနဲ့လင်းလာရင်သဲထမ်းကြဒါယူသားတဲ့ဂုံလေးပြဒီတခုတော့ချစ်စရာကောင်းတယ်ဆရာတော်ဒီတခုဆရာတော်ဘုရားကြီးဟောထားတာဦးဇင်းတို့မနေ့ကပဲနားလာနားကြည့်တယ်ဩဟုတ်တယ်ယူသားတဲ့ဂုံလေးဘာလို့ကိုအပြစ်ရှိတယ်လို့အရေးကြီးတာကိုဝန်ခံနိုင်မှုအရေးကြီးတယ်အများဝန်ခံပါလားကိုဝန်ခံဒါမို့ဆရာတော်ကြီးများအဆုံးအမတွေဦးဇင်းတို့မပြတ်နားပါတယ်ဘာလို့ဆိုကိုယ်စိတ်ကလေးကိုဆုံးမဖို့ဆိုတာဒီထဲမှာလည်းဘုရားပြောထားတဲ့ဘုရားဆုံးမထားတာလေးတစ်ချက်ရှိတယ်အဲ့ဒါလည်းဦးဇင်းတို့ကကိုသတိပေးနေရတယ်လောကမှာအလွယ်ဆုံးအလုပ်ပြောသမှာဆိုတော့သူများဩဝါဒပေးရတဲ့အလုပ်ကအလွယ်ဆုံးပဲအလွယ်ဆုံးအလုပ်ကပါလေ
သူများဩဝါဒဩဝါဒညွှန်ကြားတာလွယ်ဆုံးပဲအခက်ဆုံးအလုပ်ပြောသမ်းပါဆိုတော့အဲ့ဒီဩဝါဒအတိုင်းကိုယ်တိုင်နေဖို့အခက်ဆုံးပဲဒါဘုရားပြောထားတာနော်အဲ့တော့ဦးဇင်းတို့ကပြောရဲဆိုတဲ့နေရာလဲသတိထားကိုလည်းသတိပေးနေရတယ်အဲ့တော့အစွန်းမရောက်အောင်ပေါ့လေနောက်အစွန်းရောက်တဲ့စကားများပြရင်လဲခုနဖေးမှပေးတာခုနငယ်ပြူတို့တောင်ပြန်တို့ဒေါတဲ့တို့ကိစ္စဆိုတာလည်းဒါဖေးမှချင်းအတွက်ပြောတာပါဘယ်သူမှစော်ကားတာမဟုတ်ပါဘူးသာသနာအတွက်စွမ်းပကညီညွတ်ကြဖို့ဟုတ်လားကဲကောင်းပြီအဲ့တော့သူတို့သဲတွေပုံတယ်ဆိုတော့တောင်ကြီးလောက်ကိုသဲပုံလာအောင်ပဲပုံထားကြတယ်နေ့တိုင်းမနဲ့လင်းလာတိုင်းပုံနေရတာပဲအဲ့ဒီထဲကလောဘဒေါသမောဟငြိမ်းတဲ့ပုဂ္ဂိုလ်များရှိသလားမေးမရှိဘူးဒါသိပြီးလောက်ကြလို့လားမသိပဲလောက်ကြလားအဲ့ဒီကျမှရှင်ဘုရားရှင်ကိုရောမြတ်ကြီးကရှင်မမောက္ကလံကိုရောမြတ်ကြီးရှိရလို့နောက်ကသူကိုယ်တိုင်ကြွပြီးတော့မှဒီယသိညီနောင်ကိုချွတ်ဟုတ်ပြီနော်ဒါတော့မှသူ့အကျင့်နဲ့သူအဟုတ်ထင်ပြီးတော့လွဲမားစွာနဲ့သူ့ကိုယ်သူယဟန္တာမှတ်နေလို့နော်လေသသိန်းပေါ်မယ်သူကဘုရားပြောလိုက်ဘုရားကပြန်ဆုံးမလိုက်သူကဘုရားကပြီးတော့သိချတယ်ဒါပေမဲ့ငါလိုယဟန္တာတော့မဟုတ်ဘူးသူကလုံးဟုတ်ပြီနော်အဲ့ဒီသုတ်တွေနောက်တော့အကျေကျုံဟောတာပေါ့ဗျာနော်အဲ့ရှိစိအခုပြောချင်တာကအတိတရားမပါဘူးဆိုလို့ရှိရင်ကျင့်စဉ်မှန်မှမမှန်ရင်ကိုညှဉ်းပန်းနှိပ်စက်ရမရောက်ဘူးလားအခုအထာကိလမထာကျင့်စဉ်အလွဲတွေဖြစ်တယ်ဆိုတာဘာမပါလို့လဲအတိမပါလို့ဘာမပါလို့အတိမပါတော့ဘယ်သူအုပ်ချုပ်ထားလဲဝိဇ္ဇာအုပ်ချုပ်ထားတယ်အဲ့တော့အဝိဇ္ဇာမှာလည်းအခုသူတော်ကောင်းတို့ဦးဇင်းတို့ကတရားပွဲတိုင်းသင်ပေးနေတယ်လောကမှာရှိတဲ့တရားနှစ်ပါးဘာနဲ့ပါယုတ်တရားနဲ့အဲ့ဒီယုတ်နာနှစ်ပါးလည်းဘယ်ချိန်ကြည့်ဖြစ်ပြီးတော့ဟာယုတ်ဘယ်လိုဖြစ်တာလဲယုတ်ဖြစ်ကြောင်းတရားပါတယ်လေကံဟုတ်ပြီအကြောင်းတရား၄ပါးယုတ်ပဲအချိန်ဖြစ်လေအကြောင်း၄ပါးတိုက်ဆိုင်ညီညွတ်တဲ့အချိန်ဖြစ်တယ်အဲ့တော့တိုက်တဲ့အချိန်လို့သင်ပေးကြတာမရှိဘူးလားရှိတယ်သူကညီညွတ်၄ခုစုံမှဖြစ်မှာဘူးဗျတဘာဝချွတ်ရင်းနေလို့လေဖြစ်ဘူးအဲ့တော့အကြောင်း၄ပါးညီညွတ်တိုက်ဆိုင်တဲ့အချိန်ဘာဖြစ်လဲယုတ်ဖြစ်တယ်အဲ့ဒီဖြစ်တဲ့ယုတ်ကလေးကလည်းဖြစ်ပြီးတာနဲ့ဖြစ်ကြောင်းလဲခင်ဗျားတို့သိတယ်ပြက်ကြောင်းရောဒါပြင်ဖြစ်ကြောင်းပြက်ကြောင်းကိုရောဖြစ်လဲဖြစ်တယ်ဒါပြင်ဖြစ်ကြောင်းပြက်ကြောင်းလဲသိနေတယ်ဆိုတော့ယုတ်လဲသိတယ်နာမ်ရောနာမ်ဖြစ်ကြောင်းတရားဘယ်နှပါဘာနဲ့ပါလဲဒါပြင်နာမ်ပဲချိန်ဖြစ်လဲမြင်စိတ်ပဲချိန်ပေါ်မျက်စိနဲ့အဲ့တော့မှမျက်စိနဲ့အစင်ပဲချိန်တိုက်ခုနဒီဘက်ကမေးခွန်းတစ်ခုကြိုးဖြေထားလို့ဦးဇင်းကသူတို့အားနာလို့ပြန်မေးပေးတာဟမ်မြင်စိတ်ပဲချိန်ပေါ်ဒီဖြေလွဲနေလို့ပြန်မေးတာဒါကိုလွဲပြအောင်လွဲသေးတာနော်မြင်စိတ်ပဲချိန်ပေါ်မျက်စိနဲ့ဆင်းရဘယ်ချိန်တိုက်တာလဲလှုပ်ရှားမှာတိုက်မှမြင်မှာသူကတိဏ္ဍံသင်္ကတိဖတ်တော့ဒီလိုဆိုတာကိုသက္ကုံစပဋိစ္စရူပိစ္စဥပ္ပစ္စတိသက္ခုဝိညာဏတိဏ္ဍံသင်္ကတိဖတ်တော့သုံးခုစုံမှဖတ်တာမြင်စိတ်ပေါ်မှာသူတို့နှစ်ခုတိုက်တယ်တိုက်လို့မြင်စိတ်ပေါ်တာဆိုတာဒါကသူတို့ကအနန္တရပစ္စည်းတွေလေတိုက်တယ်ဆိုမြင်တာပဲမြင်တယ်ဆိုရင်တိုက်တာပဲရှင်းသလားကောင်းပြီအဲ့တော့အနန္တခန္ဓာတွေကလည်းဖြစ်ကြောင်းလဲသူတော်ကောင်းတို့မသိဘူးလားကဲမြင်စိတ်ကလေးလည်းဖြစ်ပြီးတော့ကဲလောဘစိတ်ဘယ်မှာပေါ်တော့မနောမှာသိတတ်တဲ့စိတ်ကလေးနဲ့တွေးเสียအာယုံကလေးနဲ့တိုက်လို့ပေါ်လာတယ်ပေါ်လာတော့ဒီစိတ်ကလေးရောဘယ်မှာပြက်တော့ဘယ်ချိန်ပြက်တာတော့ပေါ်ပြီးပြက်တာဗောမလီသာရုဗျာတယောက်ဖြီထွက်လာရင်ကိုဦးဇင်းသိဝါတာလားဟမ်ဒီဓမ္မစိတ်ကလေးဘယ်ချိန်ပြက်တော့မေးရင်ပေါ်ပြီးပြက်မြင်စိတ်ကလေးလေမြင်ပြီးပြက်တာကြားစိတ်ကလေးရောနားစိတ်ကလေးရောဟိုးတကူတကာဓမ္မတွေပါနေပြီ
ဘာပါနေတာတော့အဝိဇ္ဇာပါနေပြီတစ်ခုပဲကြံတော့တယ်ဘာပါဖို့လဲတဏှာပါဖို့ထိုက်တန်တဲ့လောက်တော့မပါဘူးလားပါတယ်အဲ့တော့အဝိဇ္ဇာပါတဲ့လောက်ဘာပါလဲအဝိဇ္ဇာပါတဲ့လောက်သိချမှတ်တာပညာရှိမျက်လုံးနဲ့ဉာဏ်နာနဲ့ထောင်ဉာဏ်နဲ့ဆင်ခြင်ကြည့်အဝိဇ္ဇာပါတဲ့လောက်တဏှာပါတယ်အချိုးညီပဲမပူနဲ့အဝိဇ္ဇာငါတို့သိတဲ့လောက်တဏှာမပါဘူးထင်ပါရဲ့ဆိုမဟုတ်ဘူးသိတဲ့လောက်ပါတာဘယ်နဲ့သိတဲ့လောက်ပါတာအခုသူတော်ကောင်းတို့လောကီအာယုံကာမဂုဏ်တွေကယုံထွက်ပြီးတော့မှတော်တော့လို့စွန့်ပြစ်တယ်မလားစွန့်လောက်အောင်တော်လိုက်တာကလေးတွေဟင်တောင်းဆန်းခိုင်းလို့ဗါတဲ့စွန့်လောက်အောင်မသိသေးလို့သူတော်ကောင်းတို့သူ့အပြစ်ကိုဒီလောက်မှမမြင်သေးပဲဘုန်းကြီးတွေអော်လို့သာអော်နေရတာရှင်းသလားဒါမို့လို့တပည့်တော်တရားတော်သိတယ်မလုံးဖြစ်သေးဘူးဆိုတော့လုံးဖြစ်လောက်အောင်ကောင်းလိုက်တာဗျာဒီနေ့သမုဒိယအချက်ပြောရတာကြည်နေကြလားတန်တရားများရှိသေးလားဒါဖြင့်ဝိဇ္ဇာသိသလောက်တဏှာပါတယ်သိသလောက်တော့ပါလိမ့်မယ်ဒါမို့လို့အချိုးညီပြပေးထားတဲ့ဆရာတော်ဥဒ္ဓမိတ္တရခုနကပြောခဲ့တယ်နော်အဲ့တော့ဉာဏ်နဲ့ကြည့်ရင်အလောက်ခွင်နဲ့ကြည့်ရင်ဒါအထင်ရှားပဲရှင်းလားအဲ့တော့ဒီနေ့သမုဒိယသစ္စာပြောရမှာကမိနစ်90ဆိုတော့မိနစ်40ကျော်ကျော်ရှိသွားပြီပေါ့အဲ့တော့သမုဒိယသစ္စာရဲ့ပထမအချက်ကလေးပြောကြရအောင်နော်အဲ့တော့သမုဒိယသစ္စာမှာအချက်၄ချက်ရှိတယ်အာယုဟနာတော်နိဒာနာထောတန်ယောဂတော်ပလိဘောဓာထောဆိုပြီးတော့ကိစ္စဘယ်နှရရှိလဲ၄ရမှာဒီနေ့ပြောမှာအာယုဟနာထောဗါတဲ့အာယုဟနာထောကဘာလောက်တတ်တယ်လဲဆိုတော့ဒုက္ခဝတ္ထုဒုက္ခအမှုတို့ကိုစုဆောင်းစီးပူးတတ်တဲ့သဘောဗါတဲ့စုဆောင်းစီးပူးတတ်တဲ့သဘောသူကဒီသမုဒိယသစ္စာဒီဘာလို့မလဲဆိုတော့ဒုက္ခဖြစ်မဲ့အမှုကိစ္စတွေအကုန်လုံးစုဆောင်းပေးမယ်အဲ့တော့ခင်ဗျားတို့လှုပ်ထားသမျှတွေပျောက်ပြက်မှာတော့မစိုးရိမ်နဲ့ဘယ်သူကစုပေးထားမလဲသမုဒိယကစုပေးထားမယ်တဏှာကစုပေးထားမယ်ဟုတ်ပြီနော်ဘယ်သူကစုပေးထားမယ်သမုဒိယကစုမယ်တဏှာကစုမယ်ဘာလို့တဏှာကလို့ပြောရတော့ဆိုတော့အဝိဇ္ဇာတတ္တိကသူကဖုံးလွှမ်းခြင်းတတ္တိရှိတယ်အဝိဇ္ဇာကတဏှာကနှောင်ဖွဲ့ခြင်းတတ္တိရှိတယ်တဏှာကတဏှာအတိတ်ပဲပြောရင်နှောင်ဖွဲ့ခြင်းတုံမီးခြင်းသိမ့်စီခြင်းလျှို့ဝှက်ခြင်းကောက်ချစ်ခြင်းမိုက်မဲတဲ့ထဲမှာတဏှာလောက်မိုက်မဲတာမရှိဘူးကောက်ချစ်တဲ့ထဲမှာတဏှာလောက်ကောက်ချစ်တာမရှိဘူးရှင်းသလားအဲ့တော့တဏှာကုံပုတ်တွေပြောမယ်ဆိုကုံနိုင်ပွဲတောင်မရှိဘူးရှင်းသလားဟိအဝိဇ္ဇာကတော့ဘာလုပ်ထားလဲမသိအောင်ဖုံးထားတာပဲခင်ဗျားတို့အဲ့ဒီအဖုံးဖွင့်နိုင်ရင်သူ့အပြစ်ကောင်းကောင်းသိပြီရှင်းသလားဒါမို့လို့တရားအားထုတ်တယ်ဆိုတာကလောဘဒေါသမောဟတွေသိအောင်တတ်နေတာလားသိအောင်လုပ်နေတာလားရဲတင်းလာကြီးလားဗျခင်ဗျားတို့တရားအားထုတ်တယ်ကိလေသာကုန်အောင်အားထုတ်တယ်ပဲသူများတွေပြောကြတာခင်ဗျားတို့ဘယ်နဲ့သိအောင်လုပ်လဲအတော်ဟုတ်လာပြီသူတော်တို့ဓမ္မစေရီလေးတွေလေနှလုံးသားထဲအတော်ကိန်းနေပြီတရားအားထုတ်တယ်ဆိုတာဘာလို့တာလဲသိအောင်လုပ်နေတာအရှိကိုအဲ့ဒါတဏှာတတ်တဲ့အလုပ်လားဝိဇ္ဇာတတ်တဲ့အလုပ်လားအဝိဇ္ဇာကိုဝိဇ္ဇာဖြစ်အောင်လုပ်နေတာဒါဓမ္မရဲ့အ내သဘောပဲဒါသိရင်အဖြေရှင်းနေပြီရှင်းသလားတပည့်တော်တရားအားထုတ်နေတာလောဘမသိဘူးဗျာကိစ္စဖြူပြစ်ထားလိုက်လောဘအပြစ်သိအောင်လုပ်နေတပည့်တော်ဒေါသမထိန်နိုင်သေးဘူးဗျာကိစ္စမရှိဘူးအချိန်တန်ထိန်နိုင်လိမ့်မယ်ဒေါသအပြစ်ကိုသိအောင်လို့လိုက်တတ်ခိုင်းတာမဟုတ်ဘူးတတ်ခိုင်းနေလို့ခင်ဗျားတို့လောဘဒေါသပူကြည့်လာတာအဲ့ကိလေသာနဲ့ရံဖြစ်ခိုင်းတာလားသူ့အပြစ်သိအောင်လုပ်ခိုင်းတာ
အဲ့ဒါဗျာတရားထုတ်ပြီးပြန်လာတိုင်းကျုပ်စီလာမေးကြတယ်ကိလေသာနဲ့တို့ရံဖြစ်လားရံမဖြစ်နဲ့ငကိုကမှရံဖြစ်တဲ့ဇောနဲ့ကြောင့်လောဘဒေါသတွေအားကြီးနေတာမဟုတ်မခံဆိုတော့အဲ့ရစားပါဗျာသဘောပါလားမဟုတ်မခံသမားအများအေးချမ်းသလားပြဿနာနဲ့ယူရလားဒါဖြင့်ဒီလူတော်လို့ပြောလို့မရှင်းနေတာပဲသာဇာတဖြစ်အောင်မသိလို့ယထာဘုရားကြအောင်မသိလို့မသိတော့သူ့မှာအတ္တနဲ့ကြည့်တော့ तू ဟာဟုတ်တယ်လို့ယူထားတာဟုတ်ဗျ तू ကပါလေतू ဟုတ်ရင်တန်တဲ့လူတယောက်မှမဟုတ်ဘူးပဲအဲဒါကြောင့်ပြဿနာတက်တာပဲရှင်းလားအဲ့ဒါဘယ်သူလက်ချက်တင်တဏှာလက်ချက်တဏှာကောက်ကျစ်ထားတာရှင်းသလားအဲ့တော့ဦးဇင်းတို့ကတဏှာပယ်နိုင်ဖို့ဆိုရင်ဘယ်သူအကြောင်းကောင်းကောင်းသိရမလဲဘာပယ်မှာလို့ဘယ်သူအကြောင်းကောင်းကောင်းသိရမလဲဒါဆိုဒီနေ့အချက်ကိုတရက်တိုးရတော့မှကိန်းရှိတယ်လောဘပယ်ခြင်းရင်ဘယ်သူအပြစ်သိရဟောစကားလုံးပြောင်းလိုက်တော့ခင်ဗျားတို့တမျိုးဖြစ်သွားပြန်ဒေါသပယ်ခြင်းရင်ဟိုမှာသိတဲ့ကိစ္စကပါပြီးသားလေတဏှာပယ်ခြင်းနဲ့ဆိုရင်ခင်ဗျားတို့တကယ်သိတာမဟုတ်ဘူးဆိုတာအဖြေပေါ်နေပြီဟမ်တဏှာပယ်မှလေဘယ်သူအကြောင်းသိရမလဲဘယ်တော့ရှင်းနေတဲ့ကိစ္စကိုဗျာဘယ်လိုသင်ရမလဲဒီလူတွေသဘောပါသလားတဏှာအကြောင်းသိတာပါတော့ဝိဇ္ဇာလေဒါဆိုဘယ်သူပယ်ပြီးသားတော့တဏှာကြည့်ရင်းနဲ့အဝိဇ္ဇာလည်းပယ်ပြီးသားဒါဟုတ်တဏှာသိရင်အဝိဇ္ဇာသိရင်အဝိတဏှာကိုကောက်ပြစ်နေရမလားသူ့အကြောင်းသိအောင်လုပ်နေရမလားသူ့အကြောင်းဆိုတာတဏှာဗျာသိတာကဝိဇ္ဇာဗျာကြိုင်ရှင်းလားဟောမလီတလောက်လွယ်တဲ့သင်္ချာဦးလေးဟမ်ဦးစင်ပြောတာရှင်းလားဒီလိုရှင်းလင်းသိထားမှဘာလုပ်ရမလဲဆိုတဲ့အဖြေထွက်မှာယောဂီတွေတရားအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေတချို့တော်တော်များများကမ္မဋ္ဌာန်းရိပ်သာမျိုးစုံအားထုတ်တယ်ဆရာသမားများဆုံးမမှုကိုဒီလိုဂဂနနာယူမှတ်သားခြင်းမရှိတဲ့အခါကျတော့ဘာလုပ်လို့ဘာကြံရမှာမသိရမ်းလုံးနေကြတချို့ဖြစ်ပြက်ရှုဆိုလို့ဖြစ်ပြက်ရမ်းရှုနေတာတွေရှိသေးတာဘာရညာရဲ့မသိဘူးရှင်းသလားဆရာတော်ဖျားကြီးကရမ်းလောက်ခိုင်းသလားတမ်းဘူးကျေးဇူးရှင်ဆရာတော်ဖျားကြီးကသိအောင်လုပ်တယ်ဘာလို့လဲအဲ့တော့တဏှာအကြောင်းကောင်းကောင်းမသိရင်တဏှာပယ်ပါမလားပယ်ပါဘူးကဲဒါဖြင့်တဏှာဘယ်သူအကြောင်းဖြစ်တယ်လဲမေးရင်အနည်းဆုံးအကြောင်းသာကြည့်ဝေဒနာပစ္စယဟောသိကြလိုက်တာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအသိချဟောထားတယ်တဏှာဟာဘယ်သူအကြောင်းမှမဟုတ်ဘူးကွာဒါဖြင့်ဝေဒနာကအကြောင်းဟောဒါဖြင့်တဏှာဆိုတဲ့သမုဒိယဆင်းရဲကြောင်းဖြစ်ရတာဒီအရင်းငံဘယ်သူကြောင့်လဲဟောဒါဖြင့်တဏှာပယ်ခြင်းရင်ဘယ်သူအကြောင်းသိရမှာဒီလိုသွားမယ်ဟုတ်ပြီနော်အဲ့တော့သူတော်ကောင်းတို့ตายရတဲ့တောင်းတတဲ့ခံစားချက်တွေစိစိမ်ချမ်းသာတယ်အလိုမရှိဘူးလားဒါဖြင့်ချမ်းသာတယ်ဆိုတာကဝေဒနာအလိုရှိတာကဟောဒါဖြင့်ဝေဒနာဆိုတဲ့အမျိုးဟာမြဲသလားမမြဲဘူးလားဟာဆင်းရဲသလားချမ်းသာသလားဝေဒနာကြီးဘာလို့ဆင်းရဲတယ်ပြောတာခံစားနေရလို့လည်းတစ်ပိုင်းပေါ့နော်မနေ့ကတို့သင်ခဲ့ကြတာနဲ့ပြန်ပြောကြည့်စမ်းဝေဒနာကိုဘာလို့ဆင်းရဲလဲဆိုမလဲဝေဒနာမြဲလားမမြဲဘူးလားဓမ္မကြီးတွေခံစားနေရလဲမှန်မယ်နော်သို့တော်သူကိစ္စကဖြစ်ဝိပရိနာမထလေးငကိုခန့်ခိုင်ရိမ့်ရိုင်ပြိုကွဲအမြဲ
ပြည့်စည်နေတဲ့သဘောရှင်းသလားအဲ့ဒီပြည့်စည်နေခြင်းကြောင့်ဘာသစ္စာကဲဒုက္ခသစ္စာ၄ချက်နဲ့ပြန်ပြောရင်ဝေဒနာနှိမ့်ဆက်တတ်ခြင်းကြောင့်ဆင်းရဲတယ်နှိမ့်ဆက်ခံရခြင်းကြောင့်လောင်မြိုက်ခြင်းကြောင့်လောင်မြိုက်ခြင်းကြောင့်ဆိုဝေဒနာလာရင်ဘယ်သူလာတော့မှာတော့နောက်ကရှုံ့မြိုက်တော့မှာသူလာတော့မှာဝေဒနာပစ္စယတဏှာကပ်နေတာကိုဗျအဲ့တော့လောင်မြိုက်ခြင်းဒုက္ခလည်းသူ့မှာမရှိဘူးလားဒါကြောင့်ဝေဒနာဘာသစ္စာဝေဒနာဘွဲ့ဒုက္ခသစ္စာဖြစ်သွားတယ်ဟုတ်ပြီနော်အမြဲဖြစ်ပြီးပြည့်နေလို့လည်းဘာသစ္စာဒါဖြင့်ဒီဒုက္ခသစ္စာကြီးဟာနှစ်သက်အပ်တဲ့တရားလားမနှစ်သက်အပ်တဲ့တရားလားကဲမနှစ်သက်အပ်ဘူးလို့အမှန်သိရင်တဏှာလာအောင်မလားဒါဖြင့်တို့တဏှာလာတာသည်ဘု து အကြောင်းကောင်းကောင်းမသိလို့ဒါဖြင့်သမုဒိယသတ်တော့မယ်ဆိုတော့ဝေဒနာဖြစ်ပြရှုกว่าဗါတဲ့အဲ့တော့အချိန်တော့7မိနစ်ကြိုပဲကြံတယ်တက်ကတဏှာသင်္ခရသုံးဆိုတာသူတော်တို့နာဘူးကြဘူးတဲ့နည်းနည်းလေးထည့်ပြောမယ်နော်တရားမင်းကြီးပေါ့လေအေယဝံစီညည်းစီပြီးတော့ဥယျာဉ်နဲ့ဥယျာဉ်ကစားသွားတယ်နန္ဒဝံဥယျာဉ်သွားတယ်သွားတော့ဥယျာဉ်သွားရင်လည်းလမ်းရောက်တဲ့ခါကျတော့သူ့စိန်ဦးစီးကိုဟေ့ခဏရပ်စမ်းမန္တလေးတခုတတိယလို့ကွာဖះဘယ်ရောက်နေတော့ကြည့်တော့ဖះကသာဝတိပြည်ဇေတဝန်ကျောင်းနဲ့မယ်အဲ့ဒီဇေတဝန်ကျောင်းနဲ့ရောက်နေတော့တရားကချက်ချင်းအဲ့ဒီဆင်ကြီးနဲ့သူ့နောက်ကအချမ်းရံနေအကုန်လုံးတရားမင်းကိုဗျတရားကလည်းနတ်ပြည်ရဲ့မင်းဆိုတော့နောက်ကအချမ်းရံနေမပါဘူးလားအဲ့ဒီချမ်းရံနေဟေ့ခဏနေကြအောင်ယထာခဏရအောင်ဆိုပြီးတော့ဖះရှိသွားတယ်အရှင်ဖះတဲ့နော်တူပြောအရှင်ဖះတဏှာဟာတတ္တဝါတွေရဲ့ဆင်းရဲကြောင်းတပည့်တော်သိတယ်ဖះတဲ့တဏှာမြန်သိခြင်းဘယ်လိုလုပ်ရမလဲတရားပါတဲ့မိဖုရားကောင်းကြီး၄ပါးနဲ့တခါတည်းနောက်ကနတ်သမီးအချမ်းရံနေနဲ့မိဖုရားပေါင်းအသိအတန်းရှိနေတဲ့တရားလေပျော်ပွဲစားသွားရင်နဲ့ဘယ်သွားရင်ပျော်ပွဲစားသွားရင်ဘာသိကျင်တာတဲ့မတန်ကြီးကျယ်နော်ဒီလိုဆိုမလားတရားကြီးကျယ်တယ်လို့ပြောမလားအမတန်တော်တယ်ပြောမလားဟိုမှာပျော်ပွဲစားသွားတာခုခမည်းတော်ချွေးတန်တရွှဲရွှဲနဲ့စားရေးဝတ်ရေးယုံနေရင်လည်းများတဏှာသေအောင်လေးများစဉ်းစားမိတယ်ပျော်ပွဲစားတာလွတ်လိုက်ရင်ဒီလူတွေပြန်ကိုလာမယ်လို့ပြောရှင်းသလားဟိုကဘယ်သွားတာတော့ပျော်ပွဲစားသွားတာခုခမည်းတော်ကချွေးတန်ရဲရဲနဲ့သားရေးသမီးရေးစီးပွားရေးမလုံးမအောင်လားချမ်းသာသလားဆင်းရဲသလားခုရာသီဥတုကတနေ့တနေ့ပူလိုက်တာပူရတာကျုပ်ကကျုပ်တယောက်တည်းပူတယ်မှတ်နေတာအဲ့တော့ဒီလောက်ပူတဲ့ထက်ခင်ဗျားတို့နားရသလားဆင်းရဲလိုက်တာတဏှာတန်ကျဲမိနေတာတဏှာမြန်သိအောင်ဘယ်နဲ့လုပ်ရပါလို့များတရားမင်းကြီးလို့လေစဉ်းစားမိလားခင်ဗျားတို့အကုန်လုံးကျုပ်ကယောဂီတွေစုပြီးချောင်းသာသွားမလို့စဉ်းစားတယ်တိုင်းဆိုမဖြစ်ဘူးဒီလောက်ဒုက္ခရောက်နေတာတောင်မေးရင်ချောင်းသာရောက်ရင်တော့သဘောပါသလားဒုက္ခကြားထဲရောက်နေတာတောင်တရားတတိယဖို့မေ့နေတယ်ဟိုတရားကတော့ပျော်ပွဲစားထွက်ရင်ပါလေတတိယခဏနေကြအောင်လေဟိုကနေထားခဲ့ပြီသူပဲသွားဘုရားဆင်သွားအဲ့တော့အဲ့ဒီသုတ်တော်မှာတရားမေးလို့ဘုရားဖြေထားတာရှိတယ်တရားတဏှာမြန်သိခြင်းရင်ဝေဒနာဖြစ်ပြရှုရှင်းလေးပဲတက်ရိုက်ကဒီတိုင်းပဲစာထဲမှာလည်းဒီတိုင်းပဲဝေဒနာအနိစ္စမြင်အောင်ရှုกว่าတယ်ရှင်းသလားဒါဖြင့်အခုသူတော်ကောင်းတို့သမုဒိယတဏှာရဲ့ခြေလဲခါရခြင်းသည်ဘု து အကြောင်းကောင်းကောင်းမသိလို့ဝေဒနာကောင်းကောင်းမသိတဲ့ခါကျတော့ဝေဒနာပစ္စယဘာလားလဲတဏှာမှလာပြီဆိုတော့တဏှာပစ္စယဥပါဒနာပစ္စယကာမဘဝပစ္စယနေလို့ပြလို့လွင့်သွားတာလားအကြောင်းကျိုးဆက်သွားတာလားအကြောင်းကျိုးဆက်သွားတော့ဝေဒနာပစ္စယဘာလားတော့ဝေဒနာလာတိုင်းနောက်ကဘယ်သူလိုက်တယ်တဏှာလာပြီဆိုမှတော့ဘယ်သူပါလာတော့ဥပါဒနောက်က
မပူပါနဲ့တဲ့တဏှာချဲလေအုပ်ချုပ်ပြီးစုဆောင်းထားတဲ့ခမည်းတော်လှုပ်ထားတဲ့ကာယကံဝစီကံမနောကံတွေဘယ်မှမပြောက်စေရဘူးတဲ့ကမ္မဘဝပစ္စယဘယ်သွားမလဲပေးကိုပေးမှာလေဟုတ်ပြီနော် तू ကပြန့်လွဲ့မသွားအောင်လိုက်ပြီးတော့စုစည်းပေးထားတာအဲ့ဒါဘယ်သူလုပ်လဲတဏှာလို့အဲ့ဒါသမုဒယသစ္စာရဲ့ကိစ္စပဲလှုပ်ချင်ရလှုပ်ပါလှုပ်ချင်ရမှာလှုပ်ခဲ့ပါတေချာနားလည်အောင်ပြောပြီနော်သူတော်တို့လှုပ်ချင်ရလှုပ်ပါလှုပ်ချင်ရနေရာမှာလှုပ်ခဲ့ပါလှုပ်ချင်တဲ့အချိန်ကိုလှုပ်ပါမပြောက်เสียဘယ်သူကသိမ့်ပြီမလဲဟောအမှုမဲ့မှတ်မဲ့ပြောလိုက်တဲ့ဝစီကံတွေလည်းတဏှာသိမ့်ပြီမယ်အမှုမဲ့မှတ်မဲ့လှုပ်လိုက်တဲ့ကာယကံတွေလည်းကာလဒေသ နေရာမရွေးဒေသမရွေးအချိန်မရွေးလှုပ်ချင်ရမှာလှုပ်မပြောက်စေရဘူးတဲ့ကျေးဇူးရှင်ဘယ်သူတော့နာသူကခမရတို့ရဲ့ဗန္ဒာရေးမှုပါလဲသူခမရတို့တရားနာနေရေးများကံကုန်သွားရင်မခက်ဘူးလားမဲကြားဘူးတဲ့လူတွေတော့မခက်ဘူးတဲ့ကဲကံဖြတ်သွားရင်မခက်ဘူးလားကံဖြတ်ရင်သိမှာနော်ကံဖြတ်မှာမစိုးရင်ရဘူးလားအဲ့ဒါသတိထားနော်အဲ့တော့ကြာဘူးနာဝရှိတဲ့လူတွေတော့ကံဖြတ်သွားပြီးတာပဲဟမ်ဘုရားတို့သင်ပေးထားတယ်ကံကုန်ရင်ကာမဘဝနိရောဓဇာတိနိရောဓဒါကြာဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကသုတ္တဝါအရိယသာဝကောတွေကသိနေတယ်အသုတ္တဝါပုထုဇဏောကြတော့သိသလားဒါပဲအဝိဇ္ဇာခွဲဟောထားတာအသုတ္တဝါပုထုဇဏောအကြမ်းမြင်မရှိတဲ့လူတွေဟာကွာတဲ့အဝိဇ္ဇာဟာယုံနာခန္ဓာရဲ့ဖြစ်မှုပြက်မှုကိုမသိတဲ့အတွက်အဝိဇ္ဇာအမှောင်ဖုံးခြင်းခံရတယ်အမှောင်ဖုံးတော့ဘယ်သူချဲလဲတော့ငါချဲလဲတယ်အခုခင်ဗျားတို့ကျွတ်လို့ဟာတပည့်တော်တရားနာရင်မြန်သိသွားမှာဆိုတော့ဟာတရားပြန်သိမှာခဏနေသိမှာဆိုတော့သိကြောက်တာပေါ့သိရမှာဘာလို့ကြောက်ဆိုကံပြရင်သိတော့မှာဟုတ်အဲ့တော့ကံပြမှာများစိုးရင်သလားလို့မေးရင်ဥစဉ်မစိုးရင်ပါနဲ့လို့ရှေ့ကပြောချင်လို့ဟုတ်ပြီနော်ဘသူကသိမ့်ထားတဏှာမကုံသေးသေးခင်ဗျားတို့ကံမကုံတဏှာမကုံသေး၍ကံမကုံဘူးဒါဖြင့်သေအေးတာပဲလုပ်လို့တော့မရသေးဘူးနော်သဘောပါသလားအဲ့တော့ပြတ်မှာမကြောက်ဘူးဆိုပေမဲ့သူကုံနဲ့မကြောက်မျိုးဖြစ်ရမယ်တဏှာမကုံမဲနဲ့တော့သေရင်သေပါစေတော့ဘုရားလို့လို့မရဘူးသေရင်ကိုရိုးကြီးနဲ့ရကြည့်ဟင်သေရင်ပဲနဲ့ကိုရိုးနဲ့မယ်ဆိုတာသေသွားပြီးရင်ဒီလိုတရားနဲ့ပြန်တွေ့ဖို့မတွေ့ဖို့မသိကြတော့ဘူးဟင်လူပြန်ဖြစ်မယ်ဆိုတာလဲသိကြဘူးကဲလူဖြစ်အောင်တော့ဘုရားဘာသာဝမ်းကောင်းနဲ့ရောက်မရောက်ဆိုတာလဲမသိကြဘူးနောက်ဟာတွေကအကုန်ဟော့ရှော့တွေပြီးသိမ့်မလွယ်ဘူးဒီဟာတွေအမေတော်ရရင်သိမ့်မလွယ်ဘူးထင်တာပဲသဘောပါသလားတို့ရှေးရိုးကနောက်ကရှေ့ကအမေကြီးတွေတော်ခဲ့ရတာတောင်မှတို့မှကံကောင်းထောက်မှလို့ဒါသာသနာနဲ့တွေ့ရတာဒီနောက်မေနောက်ဖေနဲ့ဆိုရင်တော့ကဲဒါဖြင့်ခင်ဗျားတို့မှာအရေးကြီးသလားမကြီးဘူးလားအချိန်ကတဲတဲလေးကြံတာဒီနေ့တရားပွဲရတယ်သိတော့မှာတန်တရားရဲ့ခင်ဗျားတို့ရဲ့နေရမယ့်အချိန်ကလေးရလဲတဲတဲလေးမနေ့ကပြောခဲ့ပြီရုပ်ဖြစ်ဖို့ကလည်းအကြောင်းတရား၄ပါးနာမ်ဖြစ်ဖို့လည်းအကြောင်းတရား၂ပါးအဲ့ဒီယုံနာလေးကလည်းဘယ်အချိန်ဖြစ်တာလဲဆိုတော့အကြောင်းတိုက်တဲ့အချိန်လေးဖြစ်တာဖြစ်ပြီးတော့ခိုင်းမြဖြစ်တော့လဲအကြောင်းတိုင်းမှာဖြစ်ပြီးပြန်တော့လဲဘယ်ဟာများခိုင်ခန့်တည်တတ်တာရှိတယ်မရှိတော့မခိုင်ခန့်မတည်တတ်တဲ့ဟာကိုသူတော်ကောင်းတို့ဦးဇင်းတို့မှာအားကိုးနေရတာဟုတ်ပြီနော်အဲ့တော့မခိုင်ဘူးလို့သိရင်ဒီဘက်ကတဏှာလာအောင်မလားအဲ့တော့ဒီတဏှာသည်ဘယ်လိုတတ္တိရှိသလုံးဆိုတော့ပရိစ္ဆသမုပ္ပါဒေသနာအတိုင်းတဏှာပစ္စယဥပါဒနာပစ္စယကာမဘဝဆိုပြီးတော့လုံးသမျှကံတွေကိုဘယ်သူကထိမ့်ချုပ်ထားလဲတဏှာကအနမတကသန္တရာကလှုပ်ခဲ့တဲ့ကံတွေကိုခမည်းတော်အတွက်စုဆောင်းစည်းဝူးထားတာမရှိဘူးလားဒါမို့အတိတ်ကံတွေဘယ်လောက်များသလဲမေးရင်မယီမတွက်နိုင်အောင်များတယ်ပြစ္ဆုတ်ပံလှုပ်ထားတဲ့ကံတွေရောကာယကံဝစီကံမနောကံပေါင်းစုံမရှိဘူးလား
ကဲအဲ့ဒီကံနေတာအကျိုးပေးနေမယ်ဆိုကာမဘဝပစ္စယဇာတိပိဘာသစ္စာဇာတိပိဘာသစ္စာဒုက္ခသစ္စာပါဆိုမှတော့ချမ်းသာမလားဆင်းရဲမလားဆင်းရဲခြင်းလို့ဆင်းရဲတာလားဆင်းရဲကြောင်းလှုပ်ထားလို့လားဒါဖြင့်ဒီဆင်းရဲကြောင်းတရားတွေသိမ့်သိမသိမ့်သိသိမ့်မယ်ဆိုတော့လေတမှုရိယမလာနဲ့ကွာလို့လို့ရမှာလားသူ့အကြောင်းကောင်းကောင်းသိရလို့ရမှာအဲ့တော့သူ့အကြောင်းသိအောင်လို့ဆိုတော့တဏှာပဲရလားဝေဒနာတော့ဝေဒနာမှန်သမျှလည်းဖြစ်ပြီးတော့ဒီတိုင်းသာသိမယ်ဆိုရင်သူတော်ကောင်းလို့တဏှာသိမ့်မသိမ့်တဏှာကုန်ပြီဆိုရင်ဘာကုန်မလဲဝိဇ္ဇာကုန်မယ်ကံလည်းကုန်ကံကုန်ရင်နောက်အကျိုးပေးမရှိတော့ဘူးဆိုတဏှာသိမ့်ရင်ဒုက္ခတဏှာသိမ့်ရင်တဏှာရှိရင်အဲတဏှာမကုန်သေးသေး၍ဒုက္ခရှိနေမှာဆိုတော့တော်တော်လို့ဒုက္ခအလုံးစုံကိုဘယ်သူစုပေးထားလဲဟုတ်ပြီတဏှာစုပေးထားတော့စုဆောင်တဲ့တဏှာကိုဖုံးအုပ်ပေးထားတာကဝိဇ္ဇာဒါဖြင့်တရားရှိမသိလိုက်မသိပါလားနေကြမလားမသိအောင်လုပ်ကြဒီမှာဆင်ခြင်းရှိတဲ့တရားမင်းဖျားရှိကိုဒီတဏှာကုံကြောင်းဆင်းမေးလိုက်တာလေအချိန်မီသွားလို့သေကံနီးမှာသူသောတာပန်တည်ဒါကတော့ချုံလိုက်ရတာမယ်ခင်ဗျားတို့တရားမင်းဘာဖြစ်တော့သောတာပန်တည်တယ်နောက်ကပရိသတ်တွေလည်းနတ်ပရိသတ်လည်းရှိတယ်ယဟန်ပရိသတ်လည်းရှိတယ်ဒါပေမဲ့တရားအဲ့ဒီနားရင်သောတာပန်တည်သုတိစိတ်ကြပြီးတရားပြန်ဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒီတရားပြန်ဖြစ်တာကိုဖျားနဲ့တရားနှစ်ပါးပဲသူဒါဘယ်သွားကနိတရိယလားပျော်ပွဲစားရိုးရိုးသာလှုပ်လိုက်တော့နန္ဒဝင်ဥယျာဉ်တဲကိုဘယ်လိုသွားမှာအဲ့ဒါတို့မမြင်ဘူးအခုတို့မြင်တာတို့ကြည့်ပျော်ပွဲစားသွားကနိကိုရီးယားကကြည်ကန်နီးလေရှင်းသလားဟဲ့စိုင်းခန်းလိုက်လို့ဘာတို့ကြည်ကန်နီးလေပေါ့ဒါအကုန်ပြောမှလူငယ်တွေဟိုတနေ့ကမှပြောတယ်ဒါတချင်းဆိုတာလားစကားပြောတာလားကွာဟိုနားရဲဘာရင်းကြတယ်ဘုန်းကြီးအဲ့ဒါအခု hot shot တယ်ဘယ်လိုလုပ်စိုင်းခန်းလိုက်တယ်နားထောင်ကြည့်တယ်နားမလည်ဘူးဆိုဗမာစကားကိုဗမာလိုနားမလည်လို့ခဏလေးငါ TV ရှိတဲ့နေရာပြစမ်းဆို TV လေးဖွင့်ပြီးတော့စာလုံးလိုက်ဖတ်မိအောင်မဖတ်နိုင်ဘူးငါအဖိုးကြီးဖြစ်သွားပြီမရတော့ဘူးလို့နော်အဲ့တော့စိုင်းခန်းလိုက်ကြည့်မယ်ဆိုရင်လေတရားမင်းသတိရတယ်လို့ပေါ့လေသဘောပါသလားရှင်းလိုက်တရားမင်းကတော့ဘယ်သွားကန်နေပျော်ဝဲစားအထွက်ကိုဘာကုန်ကျင်တာတဲ့တဏှာကုန်ကျင်ဆိုဗျာတဏှာကဘာတွေစုထားတာလဲဒုက္ခတွေစုထားတာလှုပ်လိုက်သိတော့မှဘာတွေစုထားတာတော့ဒါဖြင့်တဏှာရဲ့အလုပ်ကဒုက္ခဝတ္ထုဒုက္ခမှုစုတို့ကိုအမြဲစုဆောင်တယ်အဲ့တော့အပြည့်စုံပြောလိုက်မယ်ဦးဇင်းကနော်ဒါဆရာတော်ဘုရားကြီးကတော့ဒုက္ခဝတ္ထုဒုက္ခမှုတို့ကိုအမြဲစုဆောင်သိသိတတ်တဲ့သဘောဒီလိုပြောတယ်အဲ့ဒါကိုအကျေချက်ကြည့်အောင်ဒုက္ခဝတ္ထုဒုက္ခအမှုတို့ကိုတစ်ခုမကြံတယံမစဲအမြဲစုဆောင်စီးပူးတတ်တဲ့သဘောရှင်းမလားဟဲ့အဲ့တော့ဒုက္ခဝတ္ထုတွေမသိလိုက်မကြံလိုက်ရတာရှိသလားမရှိဘူးလေလွင့်ပြည့်စည်သွားတာရောမရှိဘူးအချိန်တန်ရန်ကြိုးပေးဖို့စောင့်ပြီးစုပေးထားတယ်ဘယ်သူကတော့ဒါဖြင့်ဒီကျေးဇူးရှင်နဲ့လက်တွဲရမှာလားစွန့်ခွာရမှာလားအမှန်တန်ကျေးဇူးရှင်ကြီးလားနှိမ့်ဆက်နေတဲ့ပုဂ္ဂိုလ်ကြီးလားဘာတရားလဲတဏှာသမုဒယသစ္စာအဲ့တော့သူဟာဒုက္ခတွေကိုစုဆောင်းစည်းပူးတတ်တဲ့သဘောရှိတယ်အဲ့တော့အနမတ္တကသန္တရာကလှုပ်ထားခဲ့တဲ့ဒုက္ခမှန်သမျှဘယ်သူစုပေးတာလဲဟဲ့ဟုတ်ပြီဒါဖြင့်ဒီတဏှာကိုလက်ဝယ်ထားရမှာလားစွန့်ပြစ်ရမှာလားတဏှာစွန့်မယ်ဆိုတော့တဏှာဘယ်သူကြောင့်ဖြစ်ဝေဒနာမှာလည်းဒုက္ခဥပိ္ပခမရှိဘူးလားအဲ့ဒီဝေဒနာတွေကဘယ်ဝေဒနာမြဲလဲဒုက္ခလည်းဖြစ်ပြီးတော့အဲ့ဒါဖြင့်ဝေဒနာမှန်သမျှဖြစ်ပြီးတော့ဖြစ်ပြီးပြတ်တာပါသစ္စာသိတဲ့ဉာဏ်ကမဂ္ဂသစ္စာလာပြီဆိုတော့နောက်ကတဏှာလာအောင်မလာရင်သိသွားတာကသမုဒိယဆိုတဲ့ဆင်းရဲကြောင်းမှမရှိရင်ဆင်းရဲကျိုးလာစရာအဲ့တော့ဆင်းရဲကျိုးလွတ်တဲ့နေရာနိဗ္ဗာန်သည်တဲ့တဏှာဆိုတဲ့ဒုက္ခဝတ္ထုဒုက္ခအမှုတို့အားတခုမှကြံတရားမစဲအမြဲစုဆောင်စည်းပူးတတ်သောသမုဒိယဤအ내တဏှာဤကိစ္စ
ကုန်မှသာလျင်တန်ត្រာဒုက္ခမှလွတ်မြောက်မှာဖြစ်တဲ့အတွက်တဏှအကြောင်းကောင်းကောင်းသိအောင်မမေ့မလျော့မပေါ့ဆပဲကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီညနားကြအောင်စို့